ညီကိုတို့အားလုံးပဲမြင်ကြပါဗျာ Premier League ပွဲစဉ် Crystal Palace နဲ့ Aston Villa ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်။ညလုံးက Roma ပွဲလေးကတော့ညီကိုတွေအားလုံးရလိုက်မယ်ထင်ပါတယ်ဗျ။ဒီလိုပွဲလေးတွေလို့ဆိုရင်တော့ Telegram Channel လေးကို join ထားပေးပါဗျ။ဒီပွဲလေးကတော့အကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်။ Palace ကတော့ဒါ28မှတ်နဲ့အဆင့်14နေရာမှာရှိနေပြီးတော့နောက်ဆုံးကစားခဲ့တဲ့9ပွဲဆက်တိုက်နိုင်ပွဲပြောင်းနေပါတယ်။ခုရသည်အိမ်ဝင်းနောက်ဆုံး6ပွဲမှာလည်းဒါ3ပွဲရှုံး3ပွဲတည်ရင်နဲ့ဒါနိုင်ပွဲမရှိသေးပေမဲ့ဒါအိမ်ဝင်းမှာဆိုရင်တော့ခန်းစဉ်ပိုင်းရတော့မှကြောပါတယ်။ Evila ကတော့အဆင့်3နေရာမှာရှိနေပြီးတော့ဒါအဆင့်2က Man City နဲ့ကတော့အမှတ်တူနေပါတယ်။အိမ်ဝင်း6ပွဲလုံးနိုင်ထားတယ်လို့ဒါနောက်ဆုံးအဝေးဝင်း10ပွဲမှာဒါ9ပွဲနိုင်ထားပြီးတော့ဒါ2ပွဲတည်ရင်နဲ့3ပွဲပဲရှုံးထားပါတယ်။17ပွဲဆက်ဒါနိုင်ပွဲမှတ်တမ်းပျောက်ဆုံးသွားခဲ့ပေမဲ့ဒါနောက်ဆုံးပွဲမှာတော့ Nottingham ကို3-9နဲ့နိုင်ယူထားပါသေးတယ်။လူစင်းမိုင်းကိုကြည့်မယ်ဆိုရင်ဒါ Palace ဘက်မှာ Ismaila Sarr ကဒါအာဖရိကဖလားသွားရောက်ရှင်ပြိုင်နေတယ်လို့ဒါ Munoz Ankidia နဲ့ဒါ Kamara တို့လိုအဓိကကစားသမားတွေပြင်ခြားကစားသမားတွေလည်းဒဏ်ရာပြဿနာတွေများနေတာမလို့ဒါ Villa ရဲ့တိုက်စစ်ကိုတော့ထိန်းချုပ်ဖို့တော့ခက်ခဲပါလိမ့်မယ်။ Villa ဘက်မှာတော့အဓိကဒါခန်းစီပိုင်းကဒါ Portoran နဲ့တန်ယွန်မင်းတို့ဒဏ်ရာရရှိနေပေမဲ့ဒါလူအစားထိုးနိုင်တဲ့လူစင်းရင်ရှိနေတယ်လို့ဒါ Rocha နဲ့ဒါ Walking တို့ရဲ့အတွဲကလည်းဒါအကောင်းဆုံးခြေစမ်းပြနေပါတယ်။ Head to head ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေးဆုံမှု9ချိန်မှာဒါ Palace က9ပွဲလုံးနိုင်ထားပြီးတော့ဒါအိမ်ဝင်းမှာဆိုရင်ဒါ 5-3 ဆိုတဲ့ရလဒ်တွေနဲ့တော့နိုင်ထားပါသေးတယ်။ Palace ကတော့ဒါအိမ်ဝင်းမှာခံစစ်ပိတ်ကစားပြီးတရေရအောင်ဒါကစားမှာဖြစ်ပေမဲ့ဒါဒဏ်ရာရလူစင်းရင်များပြားတာကြောင့်ဒါ Villa ရဲ့ခံစစ်ကိုချိန်ချောက်ဖို့ခက်ခဲတယ်လို့ပွဲချိန်ကြာလာတာနဲ့အမျှဒါ Villa ရဲ့ဖိအားပေးမှုကိုဒါခံနိုင်ဖို့တော့ခက်ခဲပါလိမ့်မယ်။ဒီပွဲမှာတော့ Villa တို့ဒါအနိုင်နဲ့တရေရလက်မျိုးနဲ့ပြီးဆုံးသွားနိုင်တယ်လို့ဗီလာတို့ရှုံးချွေးပြန်ဆက်နိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါကျွန်တော်ကတော့ဒါစေးဖြစ်တဲ့ဗီလာဘက်မှာပဲနေကြပါတယ်ညီကိုတော့ဒီပွဲလေးကိုဘယ်လိုထင်လဲဆိုတော့ comment လေးမှာရေးပေးသွားပါဦးဗျအားလုံးပဲ good luck ဖြစ်ကြပါစေဗျ